လိတ်တကောင်ကငါးကန်ထဲမှာဦးအပြော့တစ်လုံးဥချလိုက်တယ်ရှာတရမ်းနဲ့လူကတော့မွန်းတဲ့စာမှာဒါကိုဟင်းအဖြစ်ထည့်စားဖို့ကြံစီနေတယ်ဒါပေမဲ့သူ့ကောင်းထဲမှာရုတ်တရက်ရဲရဲနဲ့စိတ်ကူးတစ်ခုပေါ်လာတယ်အဲ့ဒီလူကဥကိုဆယ်ယူပြီးရေစင်အောင်တုပ်လိုက်တာကိုတွေ့ရမယ်ပြီးတော့တန်ရှင်းတဲ့ပလင်းတစ်လုံးရှာလာတယ်အဲ့ဒီနောက်အပေါ်မှာပလတ်စတစ်အကာအကွယ်အလွှာတစ်ခုအုပ်လိုက်တယ်ဒီဥကဥချလိုက်ကလေးကနည်းနည်းကွဲအပ်နေလို့အဲ့ဒီလူကအကောင်ပေါက်နိုင်မလားဆိုတာကိုစမ်းကြည့်ချင်နေတာအဲ့ဒီလိုနဲ့ပဲအဲ့ဒီလူကဥခုံကိုဖယ်ရှားပြီးကြံတဲ့ဥရည်တွေအားလုံးကိုပလတ်စတစ်အလွှာပေါ်လောင်းထည့်လိုက်တယ်ပြီးတော့အပေါ်ကနေပလတ်စတစ်အလွှာနောက်တစ်ခုထပ်အုပ်လိုက်ပြန်တယ်ဒါကအပူချိန်ကိုထိမ့်ပေးုံတင်မကပဲဘက်တီးရီးယားတွေဝင်ရောက်တာကိုလည်းထိရောက်စွာကာကွယ်ပေးနိုင်တယ်အစပိုင်းမှာတော့အဲ့ဒီလူကမျောလင်းချက်တိတ်မထားခဲ့ပေမဲ့ရက်အနှဲငယ်ကြာတဲ့အခါမှာတော့အထဲမှာတွေးကြောလေးတွေအများကြီးပေါ်လာလို့အံ့ဩသွားရတယ်နေတိုင်းပိုးတက်ပေးပြီးအာဟာရဖြည့်တင်းပေးရပေမဲ့အထဲမှာမနာတဲ့လှုပ်ရှားနေတဲ့အသက်စက္ကန့်လေးကိုကြည့်ပြီးအဲ့ဒီလူကအရာအလုံးထိုက်တန်တယ်လို့ခံစားရတယ်မျက်စိတမိတ်တွင်းမှာပဲကောင်လေးကလိပ်ပုံစံဖြစ်လာတယ်အဲ့ဒီလူကစိတ်လှုပ်ရှားပြီးဝမ်းသာနေတယ်လုံးဝပုံစံပေါ်လာတော့မှပဲအဲ့ဒီလူကတက်ပြင်းနိုင်တော့တယ်ဒါပေမဲ့အားလုံးပဲလိုက်မလို့ကြပါနဲ့ဒီလိုအကောင်ပေါက်ဖို့ရာဂိုင်နှုန်းကမရှိသလောက်နဲပါလုံးလို့ပါအဲ့ဒီလူနဲ့ပဲနောက်ဆုံးမှာတော့အကောင်ပေါက်မဲ့အချိန်ကိုရောက်လာခဲ့ပြီအဲ့ဒီလူကစိတ်လှုပ်ရှားစွာနဲ့ဘေးကနေတညလုံးစောက်ရှောက်ပေးခဲ့တယ်သူ့ဘိုက်ပေါ်မှာရှိနေတာဘာလဲဆိုတာမသိရပေမဲ့အဲ့ဒီလူကတော့သူ့ခန္ဓာကိုယ်ပြောင်းလဲမှုကိုအမြဲမပြတ်စောင့်ကြည့်နေတယ်တော်သေးတယ်ဘိုက်ပေါ်ကအလုံးလေးကမကြခင်မှာပဲလုံးဝဆုပ်ယူသွားတယ်ချစ်စရာကောင်းတဲ့ပုံစံလေးကအဲ့ဒီလူရဲ့နှလုံးသားကိုချက်ချင်းအရေးပြောစေခဲ့တယ်အဲ့ဒီသေးငယ်ပြီးအားနေတဲ့ခန္ဓာကိုယ်လေးကိုကြည့်ပြီးဘာနာမည်ပေးရင်ကောင်းမလဲဆိုတာမသိတော့ဘူးဖြစ်နေတယ်ရေနဲ့ပထမဆုံးထိတွေ့မှုတဲ့ကောင်လေးကအရန်ဆူဆန်းနေပြီးခေါင်းလေးပြူထွက်ကအမြဲကြည့်နေတတ်တယ်သူကြမ်းကြမ်းမာကြီးပြင်းလာဖို့အတွက်အဲ့ဒီလူကညတကောင်မှတော့ခဏခဏထားကြည့်လေးရှိတယ်ကောင်လေးကပိုပြီးလှုပ်လှုပ်ရှားရှားရှိလာတာနဲ့အမျှအဲ့ဒီလူကသူ့အတိုက်ထဲမှာအလှစင်တာတွေစလုပ်လာတယ်အချိန်တန်ကြာတော့ကောင်လေးကတိတိတတ်တာကြီးထွားလာတယ်အဲ့ဒီလူကလည်းလက်ထဲထည့်ပြီးအမြဲစော့ကစားနေမိတယ်သူ့အပေါ်ကိုအရန်ဂယုဆိုင်လုံးလို့ထင်ပါရဲ့ကောင်လေးကအဲ့ဒီလူနဲ့တုတ်ပြန်စော့ကစားတက်လာတယ်လက်ကလေးကမ်းပေးလိုက်ရုံနဲ့ကောင်လေးကချက်ချင်းတုတ်ပြန်တက်တယ်စိတ်ထဲကနေအဲ့ဒီလူကိုအမေလိုမျိုးတတ်မှတ်ထားပုံရတယ်အချိန်တွေကုန်လွန်လာတာနဲ့အမျှကောင်လေးရဲ့အခွန်ကဝါညိုရောင်ပြောင်းလာပြီးခန္ဓာကိုယ်ကလည်းလက်ဝါးတစ်ပြင်းစားလောက်ရှိလာပြီဒီလောက်အထိချစ်စရာကောင်းလိုက်မယ်လို့အဲ့ဒီလူကလုံးဝမထင်ထားခဲ့ဘူးစူးချတဲ့အနေနဲ့မရှင်းအသေးလေးတွေကိုခဏခဏဖမ်းကျွေးတတ်တယ်နောက်ဆုံးထိဘာမျိုးစိတ်လဲဆိုတာမသိရပေမဲ့ဒီကောင်လေးရဲ့တန်ဖိုးကတော့တကယ်ကိုမသေးလာပါဘူးဒီနေရာမှာပဲဗီဒီယိုလေးပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုအားပေးမှုကိုကျေးဇူးတင်ပါတယ်ဖော်လို့လေးနှိပ်ပေးကြပါခင်ဗျာ